လူသားတွေဘလို့မှရင်ပါအောင်မွေးမြူလို့မရနိုင်တဲ့တိရစ္ဆာန်၃မျိုးအကြောင်းကိုဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။နံပါတ်1 Moose သမင်တခြားသမင်မျိုးနွယ်စုတွေနဲ့မတူပဲဒီတတဝါဟာရှောက်သွားနေတဲ့အချိန်ကိုက်ဘုံတစ်လုံးလိုပါတယ်။မြောက်အမေရိကတိုင်းမှာဆိုရင်ဝက်ပန်းညိုဒီထက်ဆိုင် Moose သမင်တွေကြောင့်ထိခိုက်ဒဏ်ရာရသူပိုများပါတယ်။သူ့ရကန်ချက်တစ်ချက်ထဲနဲ့ရင်လူတစ်ယောက်ကိုချက်ချင်းအသက်ပြောက်သွားစေနိုင်ပါတယ်။နံပါတ်2မြင်းကြားကြီးရတာမြင်းနဲ့သူပဲတကယ်တော့ဒေါသကြီးတဲ့စိတ်ပြဿနာရှိတဲ့တတ္တဝါတွေပါနှစ်ပေါင်းထောင်ကြည့်ပြီးတားရဲတရိษံတွေရဲ့အမဲလိုက်ခြင်းကိုခံနေရတဲ့အတွက်သူတို့ရဲ့ဗီဇမှာလူသားတွေကိုယုံကြည်ဖို့ထက်ထိတ်လန့်တုန်လှုပ်တာအမဟုတ်ပြန်လဲတိုက်ခိုက်ဖို့ပဲရှိပါတယ်နံပါတ်3ကိပ်ကျွဲကျွန်တော်တို့မြင်တွေ့နေကြအေးဆေးတဲ့ရေကျွဲတွေနဲ့လုံးဝမတူပါဘူးဒီကျွဲတွေဟာခတ်မဲရခတ်ပြီးအလွန်မဲရန်လိုကြပါတယ်နှစ်စဉ်လူပေါင်းရာနဲ့ချီတေဆုံးစေတဲ့အတွက်သူတို့ကိုအနက်ရောင်တေမင်းတမန်တို့တောင်အမိပြောင်ပေးထားကြပါတယ်ခင်ဗျာနောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါဦးနော်